IT man ပြောပြမယ် laptop ပြောင်းသွားရင် support အထက်က data တွေပါသွားမှာကိုပိုကြောက်ရတာသိလားဒါကိုကာကွယ်ဖို့ Windows မှာပါတဲ့ BitLocker ကိုသုံးရပါမယ်သူကညီလေးတို့ရဲ့ hard disk တစ်ခုလုံးကိုကုတ်တင်နဲ့ပိတ်လိုက်တာပါတခိုးက laptop ကိုခိုးသွားပြီး hard disk ကိုဖြုတ်တခြားစက်မှာတက်ဖတ်ရင်တော့ဘာမှမြင်ရမှာမဟုတ်ပါဘူးပစ္စည်းဥစ္စာထက်အချက်လက် information ကိုပိုပြီးတန်ဖိုးထားကာကွယ်တတ်တဲ့အလေးအကျင့်ရှိရင်ညီလေးတို့ကခင်မိတဲ့နည်းပညာရှင်ဖြစ်လာမှာပါ BitLocker က TPM chip ကိုသုံးပြီးအလုပ်လုပ်တာပါ BitLocker ဖွင့်ထားရင် recovery key ကိုတော့အမြဲသိမ်းထားဖို့လိုပါတယ်အဲ့ဒီ key မရှိရင်ညီလေးကိုယ်တိုင်တော့ပြန်ဖွင့်လို့ရမှာမဟုတ်လို့ပါအားသာချက်ကတော့စက်ပစ္စည်းပျောက်ဆုံးတဲ့အခါ data လုံခြုံရေးကို100%ပေးနိုင်တာဖြစ်ပြီးအားနည်းချက်ကတော့ password သို့မဟုတ် key ပျောက်သွားရင် data တွေအားလုံးဆုံးရှုံးနိုင်တာဖြစ်ပါတယ်နေ့စဉ်9မိနစ်စာဒီလို ID အခြေခံတွေကိုလေ့လာရင်တစ်နှစ်အတွင်းမှာညီလေးတို့စီမှာတကယ့် senior tech mindset ရလာမှာပါဥမာတာမန်လူက laptop ပြောက်လို့ data တွေပေါက်ကြားမှာပူနေချိန်မှာညီလေးကတော့စိတ်အေးလက်အေးရှိနေမှာမျိုးပါနေ့စဉ်9မိနစ်စာဒီလို ID အခြေခံတွေကိုလေ့လာပြီး senior ID brother ဖြစ်ဖို့ follow လုပ်ထားပါရန်ကုန်မြို့တွေမှာ ID services တွေလိုအပ်ရင်ကျွန်တော်တို့ ID man ကိုဆက်သွယ်လိုက်ပါနော်